ဟုတ်ကဲ့မနေ့အဆက်လေးပေါ့နော်ကျွန်တော်တို့ဟန်နီမွန်းသွားရင်လည်းလမ်းမှာအိမ်တဲမှာဝင်တဲမယ်ဟမ်စော်ဘယ်သွားပါလိမဟုတ်တော့ဘယ်နှကြကြခဲ့အောင်ကားထဲမှာလည်းမရှိဘူးဒုက္ခပါပဲဘယ်လိုလုပ်ဝင်ကောင်းမလဲဒီနားမှာဘယ်ရောက်ပါလိအရေးတဲ့ကွာစကားများနေပြန်ပြီစော်လိုက်ရှာရောက်မှာဟာဒါပဲရမရှာလို့မရဘူးဒါကသူ့ကားဆိုတော့ကားအရေးတဲ့ရှန်စီကိုပါမောင်းမယ်ကွာရှုံလို့ရှန်စီကိုတက်လိုက်အေးအဲ့လိုကြော်ခါမောင်းဘယ်နှကြံခဲ့လဲရှိမှာစော်တယောက်ဟာသူ့မေးကြည့်မှာပဲနိုင်မှလည်းမရှိပါလားဟယ်လိုညီမလေးဒီနားမှာလေကောင်းမလေးတယောက်ဖြတ်သွားတွေ့မိသေးလားသပင်ဝါရောင်အင်ဂျီယာအဖြူအောင်နဲ့လေကန်းကြီးပဲဆင်းသွားလို့ပြောတာပဲကန်းကြီးပဲလိုက်ကြည့်လိမ့်မယ်လေဆိုဘေးလျှောက်သွားနေရောလေကွာဘယ်နှကြကြံခဲ့မှန်းမသိဘူးဖြစ်နေတယ်ဟာဒါပါကြီးလေရေရင်းမြင်းစင်းပြီးတည်နေရလားမသိဘူးမဟုတ်တော့ပါဘူးမဲကြီးဆိုတော့ကန်းကြီးပဲဒီဘက်ဒီမှာလည်းမတွေ့ပါလားကစားကွင်းထဲမှာထင်တယ်အဲ့လိုကြောင်တောင်နဲ့တခါတလေကလေးကစားကုန်းတွေလည်းမရဘူးရှောက်စော့နေမတွေ့ကျဲမှလည်းမဟုတ်ပါဘူးဒုက္ခပါပဲဘယ်ရောက်သွားလဲဟိုဘက်တော့စားကြည့်မယ်ကွာဟိုမှာလည်းကစားကွင်းတစ်ခုပေါ်လာပြန်ပြီလူလည်းမရှိပါဘူးရှာဟိုဘက်တော့စားမယ်ကွာတွေ့ပြီဒီမှာကိုကနန်းကိုမေးကြည့်မယ်ပြိုးကိုကနန်းဒီနားမှာကောင်းမလေးတော့တွေ့မိသေးလားအင်းကြီးဖြစ်အောင်လဲလေမသိဘူးလားမသိအောင်ဟာကွာမသိအောင်ဟာမသိအောင်ဟာဆိုပြီးတော့ပစိန်နဲ့ထုပြီးတော့ချက်စားပလိုက်မယ်ဘာမှန်နေကနန်းနေပစုံနေလာမလောက်နေမရဘူးနော်ဒီဘဲကိုမေးကြည့်အောင်မယ်အဲ့ဒီကောင်းမလေးတော့တွေ့မိသေးလားခင်ဗျာရှိတယ်ဟဲ့လားခင်ဗျာကောင်းကောင်းမမေးနဲ့ကောင်းမဖြေအောင်